ပါဠိမြန်မာအင်္ဂလိပ်ဗုဒ္ဓဘာသာဝါဒများကက္ကဒစီပဇွန်ခဏန်းလက်ရိုးစီ A drum made of a hand of a huge crab or lobster. ကက္ကဒတာရာ A constellation that looks like a crab. ကကုတံဖျားငါးစုပွင့်ရာဤဗဒ္ဒကဘာ၌ပထမဆုံးပွင့်တော်မူခဲ့သည့်ဖျားရှင် Kakyuzandha, the first of 5 Buddhas in this world cycle called Bada. ကင်ခာယုံမားတန်တရား Doubt and misconception. ကင်ခာစင်မျိုး 8 kinds of doubt and misconception. 1. ဒုက္ခေကင်ခာဒုက္ခသစ္စာ၌ယုံမားတန်တရားစီခြင်း 1. Doubt and misconception the truth of suffering. 2. ဒုက္ခသမုဒယေကင်ခာဒုက္ခသမုဒယသစ္စာ၌ယုံမားတန်တရားစီခြင်း 2. Doubt and misconception the truth of the cause of suffering. 3. ဒုက္ခနိရောဓေကင်ခာဒုက္ခနိရောဓသစ္စာ၌ယုံမားတန်တရားစီခြင်း 3. Doubt and misconception the truth of the end of suffering. 4. ဒုက္ခနိရောဓဂာမိနိယပရိပရာယကင်ခာဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်မဂ္ဂသစ္စာ၌ယုံမားတန်တရားစီခြင်း 4. Doubt and misconception the truth of the path leading to the end of suffering. 5. ပုပ္ပန္တိကင်ခာအတိတ်ခန္ဓာ၌ယုံမားတန်တရားစီခြင်း 5. Doubt and misconception in past existences. 6. အပရန္တိကင်ခာအနာဂတ်ခန္ဓာ၌ယုံမားတန်တရားစီခြင်း 6. Doubt and misconception in future existences. 9. ပုပ္ပါပရန္တိကင်ခာအတိတ်ခန္ဓာနှင့်အနာဂတ်ခန္ဓာနှစ်ပါး၌ယုံမားတန်တရားစီခြင်း 7. Doubt and misconception in 2 existences of past and future. 8. ဣဒပစ္စယတာပဋိစ္စသမုပ္ပန်နေတုဓမ္မေတုကင်ခာကျိုးကြောင့်ဖြစ်စဉ်ပဋိစ္စသမုပ္ပတ်တရားတို့၌ယုံမားတန်တရားစီခြင်း 8. Doubt and misconception arising in the relation to the doctrine of dependent origination, the process of cause and effect. မဟာဒနာသင်္ခယတုတ်မိဇိမပါဠိ The middle-length discourses, Majjhima Nikaya. ပစ္စယတုတ်တန်ယုဒ္ဓပါဠိ The connected discourses, Sayyata Nikaya. ကင်ခာ16မျိုး 16 kinds of doubt and misconception. 1. ငါသည်အတိတ်မှာဖြစ်ခဲ့သည်လော 1. Have I been in the past? 2. ငါသည်အတိတ်မှာမဖြစ်ခဲ့ပြီလော 2. Have I not been in the past? 3. ငါအတိတ်မှာဘာဖြစ်ခဲ့သနည်း 3. What have I been in the past? 4. ငါအတိတ်မှာဘယ်သို့ဖြစ်ခဲ့သနည်း 4. How have I been in the past? ငါအတိတ်မှာအဘယ်သို့သောအခြေအနေမှအခြားတစ်ပါးသောအခြေအနေသို့ပြောင်းခဲ့သနည်း 5. From what state into what state did I change in the past? 6. ငါသည်အနာဂတ်မှာဖြစ်မည်လော 6. Shall I be in the future? 9. ငါသည်အနာဂတ်မှာမဖြစ်မည်လော 7. Shall I not be in the future? 10. ငါအနာဂတ်မှာဘာဖြစ်မည်နည်း 8. What shall I be in the future? 9. ငါအနာဂတ်မှာဘယ်သို့ဖြစ်မည်နည်း 9. How shall I be in the future? 10. အနာဂတ်မှာဘယ်ပုံအခြေအနေမှအခြားတစ်ပါးသောအခြေအနေသို့ပြောင်းမည်နည်း 10. From what state into what state did I change in the future? 11. ငါရှိလော 11. Do I exist? 12. ငါမရှိဘူးလော 12. Don't I exist?
13ငါဘာဖြစ်သနည်း 13. What am I? 14ငါဘယ်လိုဖြစ်သနည်း 14. How am I? 15လောကတတ္တဝါများဘယ်အချိန်မှစတင်၍ဖြစ်လာပါသနည်း 15. When did the living beings first appear in the world? 16လောကတတ္တဝါများဘယ်ကိုသွားကြမည်နည်း 16. Where will the living beings of the world go?